မြန်မာသမိုင်းမှာကျွန်တော်တို့ចောင်းသုံးစာအုပ်တွေထဲမှာတေချာမတင်ခဲ့ရတဲ့လူသိနေလာတဲ့ရှို့ဝက်ချက်တွေအများကြီးရှိပါတယ်။အဲ့ဒီထဲကမှစိတ်ဝင်စားဖို့အကောင်းဆုံးအကြောင်းအရာတစ်ခုကိုဒီနေ့ပြောပြပေးခြင်းပါတယ်။ဒါကတော့19ရာစုနောက်ပိုင်းမင်းတုံးမင်းတရားကြီးလက်ထက်မှာမြန်မာနိုင်ငံကအနောက်နိုင်ငံတွေကိုရင်ပေါင်တန်းနိုင်ဖို့စ조사ခဲ့တဲ့ရှို့ဝက်ခေတ်မြောင်တိဆောက်ရေးစီမံကိန်းရဲ့အကြောင်းပါ။လူတော်များများကကင်းဝင်မင်းကြီးရဲ့ယောရောပခရီးစဉ်ကိုရိုးရိုးလည်ပတ်တဲ့ခရီးစဉ်လိုပဲထင်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းတော့ဒါဟာမြန်မာနိုင်ငံရဲ့အချုပ်ချေအာဏာကိုကာကွယ်ဖို့နဲ့အနောက်နိုင်ငံတွေနဲ့တိုင်းသူစက်မှုဒေါ်လာလီလွတ်ဖို့စ조사ခဲ့တဲ့အဆင့်မြင့်တန်တမာရေးရာကစားကွက်တစ်ခုဖြစ်ပါတယ်။အဲ့ဒီချိန်ကမြန်မာစံအဖွဲ့ဟာအင်္ဂလန်နဲ့ပြင်သစ်နိုင်ငံတွေကိုတွားရောက်တဲ့အခါလက်နက်ထုတ်လုပ်တဲ့နည်းပညာဂျေနန်းဆက်သွယ်ရေးနဲ့အကျွေးစိတ်ရိုက်နေတဲ့စက်ကီယာတွေကိုရှို့ဝက်လေ့လာခဲ့ကြပါတယ်။ဒါတင်မကတွေ့ပါဘူး။အင်္ဂလိပ်တို့ရဲ့လွှမ်းမိုးမှုကိုဟန်တာဖို့အတွက်ပြင်သစ်နဲ့အီတလီနိုင်ငံတွေနဲ့ရှို့ဝက်ကုန်သွယ်ရေးသဘောတူညီချက်တွေရဖို့အထိကြိုးပမ်းခဲ့ကြတာပါ။သမိုင်းပညာရှင်တို့ရဲ့အမြင်ရဆိုရင်အကယ်၍ဒါအဲ့ဒီအချိန်ကမြန်မာနန်းတွင်ထဲမှာအင်အားစုတွေအချင်းချင်းသဘောထားမကွဲလွဲခဲ့ဘူးဆိုရင်ဒါမှမဟုတ်ပထဝီနိုင်ငံကြီးအခြေအနေကဒါအလဲအပြောင်းဖြစ်ခဲ့မယ်ဆိုရင်မြန်မာနိုင်ငံဟာအားရှာမှဂျပန်နိုင်ငံလိုမျိုးအင်အားကြီးစက်မှုနိုင်ငံတစ်ခုဖြစ်လာနိုင်ခြေရှိခဲ့ပါတယ်။ဒါပေမဲ့ဝန်နေဆရာခေါင်းနာကအဲ့ဒီခေတ်ကအင်္ဂလိပ်တို့ရဲ့တည်င်းအမောင်ချက်မှုနဲ့မြန်မာနန်းတွင်ထဲကရှေးရိုးဆွဲဝါဒီတွေရဲ့ဖိအားကြောင့်ဒီခေတ်မြောင်ဖြူပြင်းပြောင်းလဲရေးဟာထင်သလောက်ခီးမပေါက်ခဲ့ပါဘူး။ဒါကိုကြည့်ချင်းအပြင်မြန်မာသမိုင်းဟာရှုံးနိမှုတွေကြီးပဲမဟုတ်ပဲကမ္ဘာအခြေအနေကိုရင်းပေါင်တန်းနိုင်ဖို့စူးစမ်းခဲ့တဲ့တော်လန်ပြောင်းလဲလို့စိတ်တွေအပြည့်ရှိခဲ့တာကိုတွေ့နိုင်ပါတယ်။သမိုင်းဆိုတာအတိကအဖြစ်ပြက်တွေတင်မဟုတ်ပါဘူး။အနာဂတ်အတွက်သင်ခန်းစာတွေလည်းထက်ပါတယ်။အခုလိုလူသိနေတဲ့မိမသမိုင်းအကြောင်းအရာတွေကိုထပ်သိချင်တယ်ဆိုရင်တော့ like နဲ့ follow လုပ်ထားဖို့မမြင်နဲ့ဦးနော်